ဝါကြီးတဲ့မှာအရေးကြီးဆုံးဟာငွေဆွေမျိုးကြမှာမျက်နှာချိုစေတာငွေအပေါင်းအသင်းတွေရဲ့ကြားမျက်နှာပွင့်စေတဲ့ငွေရှာတော့ခက်တာသုံးတော့မခံတာဟာငွေရှိမှလူရဝင်ငွေရှိမှထင်ပေါ်မယ်လေငွေမရှိရင်လောကအလဲမျက်နှာငယ်ရမယ်လေငွေမရှိတော့လူရမဝင်လူပုံလဲခံရခက်မှတင်းတင်းတဲတဲဖြစ်စေတာကငွေတစ်ခုတည်းလေငွေရှာကြဟဲ့အသုံးမကြီးကြနဲ့လေငယ်တော့လေးစုခါထားမှာနောင်တချိန်တော့ကကင်းနေငွေရှိမှလူတွေခင်ငွေရှိမှပေါင်းကြတာငွေကိုရေလို့သုံးရင်တနေ့တော့ဒုက္ခရောက်မယ်ငွေတွင်ကနှလုံးထင်မိတယ်လေရှာရင်နဲ့မပြေနိုင်ဘူးလေငွေမရှိရင်လူရမဝင်လူတကာရှောင်ခွင့်ကြတယ်အိမ်ကမရမျက်နှာချိုးဖို့ငွေရှိမှသာဖြစ်နိုင်တယ်လူကြီးလူကောင်းခေါ်ခံရဖို့တကယ်လို့အတားငွေရှိမှသာအကောင်းပြောကြနှကမ်းပြမှချီးမွမ်းကြငွေမရှိရင်ကဲရကြလောကကြမှာမျက်နှာငယ်ငွေတွေကိုရေလို့မသုံးနဲ့စူဆောင်းကထားမှသာနောင်တစ်ချိန်လူပုံလဲမှာတင်းတယ်နိုင်မယ်အသက်ကြီးလာတဲ့နေ့တွေမှာငွေရှိမှပြုစုကြမှာအနာဂတ်အတွက်စုထားပါမပေါ်စားတဲ့ဘဝအတွက်ငွေရှာကြဟဲ့ဘဝအတွက်အရှိကြီးငွေနာရရှိမမဘောသတိထားဖို့လိုတယ်လေစိတ်ကောင်းလေးလက်ထားကငွေကိုရှာပါအမမပါဖို့သတိလေးတော့ထားပါငွေတစ်ခုတည်းလေ